ရှမ်းပြည်နယ်တောင်ပေါ်ရွာလေးတစ်ရွာမှာမန္တလေးတို့မိသားစုနေထိုင်ပါတယ်။ရွာအင်ဂျီ35အိမ်လောက်ပဲရှိပြီးလူဦးရေ150ဝန်းကျင်သာရှိတဲ့ရွာလေးပါ။ရွာသားတွေကစီလုံးညီညွတ်ကြပေမဲ့ရွာမပြောရတဲ့အတိတ်ဆိုးတစ်ခုရှိနေပါတယ်။ဒီနေ့မှာတော့ရွာသူလေးမေမေရဲ့မင်္ဂလာဆောင်ပွဲကျင်းပဖို့စီစဉ်ပါတယ်။သူတို့သားဘက်ကအခြားမျိုးကလာတာဖြစ်ပြီးရွာဝင်စာသင်ကျောင်းဟောင်းကြီးမှာခဏနားကြပါတယ်။အဲ့ဒီကျောင်းသားမှာညောင်ဝင်းတစ်ပင်ရှိပြီးအဲ့ဒီညောင်ဝင်းကကြောက်စရာကောင်းတဲ့သမိုင်းကျောင်းရှိပါတယ်။သူတို့သားရဲ့ဦးလေးဖြစ်သူကညောင်ဝင်းနာအပေါ်သွားရင်မိန်းကလေး2ယောက်ထွက်လာတာကိုတွေ့လိုက်ရပါတယ်။သူတို့ကကျမတို့မင်္ဂလာဆောင်ခေါ်သွားပါလားလို့မေးတော့ဦးလေးကြီးကနားဖို့သက်တောင်အေးလိုက်ခဲ့လေလို့ပြောလိုက်မိပါတယ်။ဒါဟာချိန်စာတင်းနေတဲ့ရွာတကောင်ကိုဖွေးပေးလိုက်လို့ဖြစ်သွားပါတယ်။မင်္ဂလာဝဲစားတာနဲ့မေမေကထူးဆန်းလာပါတယ်။အဖွားကငါ့ကိုခေါ်နေရလို့ပြောပြီးရွာဝင်ဘက်ကိုငေးကြည့်နေပါတယ်။ပြီးတော့ဗဇက်ကိုတင်းတင်းစေတာပြီးဘာမှပြန်ပြောတော့ပါဘူး။ဖောက်ကြီးကပြေးရွတဲ့အချိန်မှာတော့မေမေကနေတော့ငါ့ကိုမဖိတ်ဘူး။ခုငါတို့ရောက်လာပြီဒီရွာကိုဖျက်ဆီးပြစ်မယ်လို့အတန်ကြီးပြောင်းပြီးအော်ဟေ့ကလေးပေါ်4ပေလောက်မြောက်လက်သွားပါတယ်။သူတို့အဖက်ကကြောက်လက်ပြီးမင်္ဂလာပွဲဖြစ်သိမ်းလိုက်လို့မိမိကရှက်ရပြီးအဲ့ဒီညမှာပဲကိုယ့်ကိုအဆုံးစီရင်သွားပါတယ်။အဲ့နောက်ပိုင်းမှာတော့ကတ်ဆိုးတွေဇက်တိုက်ကြုံရပါတယ်။နွားတွေကနှုတ်စာသွေးတွေထွက်လာတယ်။ကိုဝင်ဆောင်မိခင်တွေကလေးပြက်ကြတယ်။မွေးလာတဲ့ကလေးတွေရပိုင်းနဲ့တိတ်ဆုံကုန်ပါတယ်။မိမိရဲ့ဝိညာဉ်ကလည်းသူတို့သမီးဝစ်စုံနဲ့ညာဘက်လမ်းမပေါ်မှာရှောက်သွားနေတာကိုရွာသားတွေတွေ့နေရပါတယ်။မင်းရဲ့အမေကဒီနေ့မှညောင်ပင်ကိုသွားဖို့ဆိုရင်ညောင်ခွကြအမေကဝေးစားတစ်ခုကိုတွေ့လို့ဘဲလဲနဲ့ဖယ်ရှားလိုက်ပါတယ်။အိမ်ပြန်ရောက်တာနဲ့ဘဲလဲကရောင်ရမ်းလာပြီးလှုပ်မရတော့ပါဘူး။တညမှာမင်းစာချက်နေတော့မိဖို့ကြောင့်အယိုးအားတန်လို့အတန်ကြားလို့သွားကြည့်တော့အမေကသူ့ဘဲလဲကိုသူပြန်ကြိုက်ဝါးစားနေတာကိုတွေ့လိုက်ရပါတယ်။မင်းမျက်လုံးတွေကနေရပြီးတားရဲတကောင်လိုမာနေကိုစိုက်ကြည့်နေပါတယ်။ရွာနှက်စရာတွေပြောကားစရာတွေကုသပေးပဲမရပါဘူး။နောက်ဆုံးမှာတော့မာနေရဲ့အဖေတငယ်ချင်းကဒီဘက်ဘုံကြီးဝေစားတဲ့ဆိုတဲ့ကိုတီးယားဆိုတဲ့လူငယ်လေးတစ်ယောက်သွားပေးပါတယ်။ကိုတီးယားရောက်လာပြီးမိုးရွာနေတာကိုလက်ညှိုးထိုးပြီးရက်တဲ့ခိုင်းလိုက်တာနဲ့မာနေကဒီလိုရိုးရိုးလူမဟုတ်ပဲသိလိုက်ရပါတယ်။ကိုတီးယားကရွာကန်တွေကိုစုပြီးဒီရွာမိမ2ယောက်မကောင်းစွာပူးကတ်နေတာသူတို့တင်မှာရွာအေးချမ်းမယ်လို့ပြောပြီးတမယာတီးကိုမန်းမုတ်လိုက်ပါတယ်။ချက်ချင်းပဲရွာထဲကအိမ်နေကနေမျိုးသမီး2ယောက်အော်ဟစ်ပြီးပြေးထွက်လာကရွာလယ်ကွင်းမှာလဲကျသေးဆုံးသွားပါတယ်။သူတို့သေးဆုံးပြေးတာနဲ့မာလေးရဲ့အမေလက်လည်းပြန်ကောင်းသွားပြီးရွာလဲအေးချမ်းသွားပါတယ်။နောက်မှသိလိုက်ရတာကလွန်ခဲ့တဲ့10နှစ်လောက်ကရွာမှာညီမ2ယောက်ကအောက်လန်းပညာတွေသင်ပြီးရွာသားတွေကိုဒုက္ခပေးခဲ့ပြီလို့ဆရာတော်ဘုရားကသူတို့မွေးထားတဲ့သစင်းနှကောင်ညောင်ဝင်းမှာချီနှောင်ပြီးညီမ2ယောက်ရွာကနေတော့ခဲ့တာပါ။ဆရာတော်ကပြန်တော်မူပြီးနောက်သူတို့ကလက်စားချေကိုပြန်လာခဲ့ကြတာဖြစ်ပါတယ်။သူတို့သားကလေးကဖိတ်ခေါ်လိုက်လို့ရွာထဲကိုပြန်ဝင်ခွင့်ရတာပြီးညောင်ဝင်းရဲ့သစင်းတွေကိုလှုပ်ပေးကရွာကိုဒုက္ခပေးခဲ့ကြတာဖြစ်ပါတယ်